အားလုံးပဲမင်္ဂလာပါ Photoshop မှာဓာတ်ပုံတွေကိုပြင်တဲ့အခါအခြေခံအကျဆုံးနဲ့အရေးကြီးဆုံးကအလင်းအမှောင် exposure ချိန်ကြီးတာပါပဲဓာတ်ပုံတစ်ပုံကအလင်းအရမ်းနေပြီးတော့မှောင်နေတာမျိုးဒါမှမဟုတ်အလင်းတွေအရမ်းများပြီးတော့အသေးစိတ်ပြောင်းနေတာမျိုးဖြစ်နေရင်ဒီဗီဒီယိုကတင်အတွက်ပါဒီနေ့မှာတော့ exposure 2ထဲမှာပါတဲ့ slider တစ်ခုချင်းစီရဲ့လိုအပ်ချက်တွေကိုအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ် exposure ချိန်ကြီးကိုနည်းလမ်း2မျိုးရှိပါတယ်ပထမတစ်ခုက image menu အောက်က adjustment တွေက exposure ကိုသွားပါဒါပေမဲ့ကျွန်တော်အကြံပေးခြင်းတဲ့နည်းလမ်းကတော့ adjustment layer ကိုသုံးတာပါဘာလို့လဲဆိုတော့ပုံတိုက်ရိုက်မထိခိုက်စေပဲအချိန်မီပြန်ပြင်လို့ရလို့ပါဒီအပေါ်ဆုံး slider ကတော့ exposure slider ပါဒီ slider ကပုံရိပ်ရဲ့ highlight အလင်းဆုံးအပိုင်းတွေကိုအဓိကထိန်းချုပ်တာပါညာဘက်ကိုဆွဲရင်ပုံကပိုလင်းလာပြီးတော့ဘယ်ဘက်ကိုဆွဲရင်ပိုမှောင်သွားပါလိမ့်မယ်ဒီအလဲ slider ကတော့ offset slider ပါသူကတော့ shadow နဲ့ midtone တွေကိုအဓိကပြောင်းလဲပေးတာပါပုံထဲကအမဲရောင် area တွေကိုပို့ပြီးတော့ပေါ်လင်းစေခြင်းဒါမှမဟုတ်မှိန်စေခြင်းသုံးပါတယ်ဒီအောက်ဆုံးက slider လေးကတော့ gamma correction လို့ခေါ်ပါတယ်ဒါကတော့ပုံရဲ့အလဲအလက်အရောင် midtone တွေချိန်တာပါ exposure နဲ့ offset ကြားမှာအဆင်ပြေအောင်ညှိဖို့အတွက်သုံးပါတယ်အခုဒီပုံလေးကိုကြည့်အောင်ပုံကအလင်းနဲ့မှောင်နေတယ်အရင်ဦးဆုံး exposure ကိုနည်းနည်းတင်လိုက်မယ်အလင်းတွေတက်လာပြီဆိုတော့ offset ကိုသုံးပြီးတော့အမှောင်ပိုင်းကိုနည်းနည်းပြန်ထိမယ်နောက်ဆုံးမှာ gamma correction လေးနဲ့ပုံရဲ့အတိတ်အနောက်ကိုချိန်လိုက်ရင်ကြည့်ကြည့်ပါဦးအရင်ပုံထက်အများကြီးပိုလှသွားပါတယ်တကယ်လို့သင်ကပုံတစ်ပုံလုံးကိုမလင်းချင်ဘူးဒီအဓိက object လေးကိုပဲလင်းချင်တယ်ဆိုရင်တော့ layer mask ကိုသုံးလို့ရပါတယ်ဒါဆိုရင်တော့ Photoshop မှာ exposure ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာသိသွားလောက်ပြီထင်ပါတယ်အလင်းမောင်ချိန်တာကသင်ရဲ့ design ကို professional ပို့ပြီးတော့ဆန်စေပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင် like and subscribe လေးလုပ်ပါဖို့လည်းမမေ့ပါနဲ့အောင်နောက်ထပ်ဘယ်လို tutorial မျိုးတွေမြင်ချင်လဲဆိုတာကို comment မှာရေးပေးခဲ့ပါဦးအားလုံးကျေးဇူးတင်ပါတယ်